Zika 001 single motor RWD version လေးရောက်မှာဗျာ model လေးကတော့2025ဈေးနှုန်းလေးကတော့3400 range ကတော့အနည်းဆုံး960လောက်ရမယ်အားတစ်ခါသွင်းပြီးမိုင်350လောက်ဝန်းကျင်လောက်မောင်းလို့ရမယ်ဒါရ site 21နဲ့လာတယ်ဗျာအရှည်ကတော့16.3ပေရှိမယ်ဗျာစီတင်နဲ့ sportage နဲ့ပေါင်းထားတယ် shooting brake design လို့ခေါ်ပါတယ်အတွင်းငံဖြူပြအပြင် all black ပါခင်ဗျာဒါလေးရောင်းပါမယ်ရောင်းဖို့ရှိပါတယ်အသစ်ဆက်ဆက် brand new ပါအာမခံ8နှစ်ပါမယ်ကီလို3,600ပါမယ်22ကီလိုဝတ် Zika fast charger original charger ကိုအိမ်ထိလာတက်ပေးမယ် free ပါပစ္စည်းဖို့လက်ကအပြီးစီးပါ projector light လေးလုံးကနှလုံးကတန်းနေမှာ turning radius လည်းကောင်းပါတယ်အကွေတွေရှောင်းတင်းနေကောင်းပါတယ်သူရဲ့ထူးခြားချက်ကတော့ steering ဖြစ်ပါတယ် steering တိုင်းမှာ touch screen လေးပါပါတယ်အဲ့ touch ကလေးတွေနဲ့ကျွန်တော်တို့ထိန်းချုပ်တာဖြစ်ပါတယ်ဒါလေးတွေပါဒီနေရာကနေ touch လေးတွေနဲ့ကျွန်တော်လိုအပ်တယ်လို့ထိန်းချုပ်ရတာဖြစ်ပါတယ် HU တွေပါပါမယ် screen ကြီးပါတယ်တွန်းကလက် switch ဆက်ပါတယ်CCS2 charger ဖြစ်ပါတယ် Zika 001အမဲအောင်လေးတစ်စီးရောင်းဖို့ရှိပါတယ်ကားရှာနေတယ်ဆိုရင်တော့အမိုင်းလမ်းဆုံးမှာရှိတဲ့ Zika showroom မှာလာကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ် Zika 001ဆိုတဲ့နံပါတ်1မှာကြိုက်ပါတယ်ဆိုတော့ customer တွေအတွက်ဂိမ်းလေးပေးတာပါ